ကဲဒီနေ့တော့ smartphone လောကကိုတော်တော်လေးလှုပ်ခတ်သွားစေမယ့်အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်ဖုန်းတစ်လုံးမှာ battery 10,000 mAh ပါတယ်ဆိုတာကြားဘူးကြလားဒါက power bank တစ်လုံးကိုဖုန်းထဲထည့်ထားတာနဲ့အတူတူပဲနော်အဲ့ဖုန်းကတော့ Honor Power 2ပါပဲ ဒီဖြစ်မျိုးကျွန်တော်တို့ဒီအားလုံးကြုံဖူးကြမှာပါအရေးကြီးတဲ့အချိန်ကြမှာဖုန်းကဘက်ထရီကုန်ပြီးပိတ်သွားတာမျိုးဟုတ်တယ်မလားတကယ်ကိုစိတ်ညစ်ဖို့ကောင်းတဲ့ခံစားချက်ကြီးပါလမ်းရှာနေတော့မှဖြစ်အရေးကြီးဖုန်းပြောနေတော့မှဖြစ်အဲ့လိုဖြစ်သွားရင်တော်တော်ဒုက္ခရောက်တာဒါပေမဲ့လေအဲ့ဒီလို battery ရဲ့အတွက်ခဏစိတ်ပူနေရတဲ့ battery anxiety ဆိုတာကြီးကအဆုံးတတ်တော့မယ်ပုံပါပဲဘာလို့လဲဆိုတော့ဒီပြဿနာအတွက်အဖြေတစ်ခုထွက်လာပြီမို့လို့ပါဟုတ်ပါပြီ။စောရင်ပိုင်းမှာတကယ်ကိုတော်လန်ပြောင်းလဲမှုတစ်ခုလို့ပြောလို့ရတဲ့ Honor Power 2ကြောင်းကိုအသေးစိတ်စပြီးလေ့လာကြည့်လိုက်ကြအောင်။ဟုတ်ပါတယ်။မြင်နေရတဲ့အတိုင်းပဲ1080 mAh တကယ်ကိုမကြားဘူးတဲ့ကိန်းကနန်းပါ smartphone တစ်လုံးအတွက်နော်။တော်ရုံနယုံ power bank တစ်ထက်တော့ပမာဏကပိုများနေပါသေးတယ်။အဲ့တော့ဒီကိန်းကနန်းကဘယ်လောက်ထိများလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ကြည့်ရအောင်။အခုခေတ်ဖုန်းအများစုက5000 mAh လောက်ပဲရှိကြတာပါ။ iPhone 70 Pro Max တို့ flagship ဖုန်းမှာတော့4800 mAh ပဲရှိလေ။ Honor Power 2ကကြတော့ကြည့်လိုက်ပါအားလုံးထက်20ကျော်ပိုများနေတာတော်တော်လေးကိုကွာခြားသွားပြီ။ကိန်းကနန်းနေတာတော့အော်ဆရာကောင်းပြီးဒါပေမဲ့လက်တွေ့မှာရောဘယ်လိုလဲဒါကပိုရေးကြည့်တယ်လေ။ဖုန်းကိုအပြင်းထန် non stop တုံးတာတော့19နာရီကျော်ခံတယ်ဗီဒီယိုပဲဆက်တိုက်ကြည့်နေမယ်ဆိုရင်တော့26နာရီကျော်တော့ကြည့်လို့ရတယ်။အမိုက်ဆုံးကပါလဲဆိုတော့သူ့ကိုယ်သူ power bank အဖြစ်နဲ့သုံးလို့ရတာပဲ။ 27W reverse charging နဲ့ဆိုတော့တခြားဖုန်းတွေကိုအားမြတ်ပြင်သွင်းပေးလို့ရတယ်။ဆိုတော့ပုံမှန်ပဲသုံးမယ်ဆိုရင်တော့အားတစ်ခါသွင်းထားရုံနဲ့2ရက်3ရက်ကတော့အေးအေးဆေးဆေးပဲ။ဒါပေမဲ့ခဏလေးအားလုံးရဲ့စိတ်ထဲမှာဒီမေကုန်းတော့ပေါ်လာတော့ပြီ။ battery က1000ကျော်ဆိုတော့ဖုန်းက okay ထောင်းလို့ချူထဲပြီးလဲနေမှာပေါ့ဟုတ်တယ်မလား။ကန်ရတာအဆင်ပြေပါမလား။အဲ့ဒီမှာပဲဇလန်ကစိတ်ဝင်စားဖို့ကောင်းလာတာပါ။အခက်သေးကိုတအားပေးစိတ်ယုံတယုံချစ်တယ်လို့ဖြစ်နေတဲ့ဒီကိစ္စကို Honor ကဘယ်လိုဖြေရှင်းခဲ့လဲ။သူတို့ရဲ့မချစ်နိုင်ဘူးလို့ထင်ရတဲ့ဒီဇိုင်းကြောင့်ကြည့်ကြည့်ရအောင်။ကျွန်တော်တို့တွေထင်ထားတာကထူထဲပြီးလေးလံနေမဲ့ဖုန်းတစ်လုံး။ဒါပေမဲ့တကယ်လက်တွေကလုံးဝဆန့်ကျင်ပဲပါပဲ။ဖုန်းရဲ့အထူက 7.98mm ပဲရှိတယ်။အလေးချိန်ကလည်း916 gram ပဲ။ဘယ်လိုဖြစ်နိုင်မှာလဲ။ဘက်ထရီ1000ကျော်နဲ့ဒီလောက်ပါပြီးပေါ်ပါနေတာကတကယ်ကိုမယုံနိုင်စရာပဲတကယ်ထုံးကြည့်တဲ့သူတယောက်ရဲ့ထုံးလက်ချက်က DFA ကိုပို့ပြီးပေါ်လွင်စေပါတယ်။သူကဘယ်လိုပြောထားလဲဆိုတော့ကင်ကြည့်လိုက်တဲ့အခါတကယ်ဟုတ်ရလားလို့ထင်မိတယ်။ကိုတော့ပြန်မေးမိတယ်။ဒါ10,000 mAh battery ပါတယ်ဖုန်းဆိုတာတကယ်လားလို့တဲ့။အဲ့ဒီလောက်အကြီးကိုပေါ်ပါနေတယ်လို့ဆိုလိုတာပါ။ကဲဒီလိုဘယ်လိုလုပ်ဖြစ်နိုင်တာလဲ။အဖြေကတော့ဒီမှာပါ။သူတို့သုံးထားတဲ့နီးပညာကတတိယမျိုးဆက် silicon carbon battery ပါ။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ရိုး battery တွေထက်နေရတိတ်မယူပဲစွမ်းအင်ကိုအများကြီးပို့ပြီးတိတ်ထဲလို့ရတဲ့နီးပညာတစ်တစ်ခုပေါ့။ဒါကြောင့်မို့လို့ဒီလောက်ပါတဲ့ဖုန်းထဲမှာဒီလောက်ကြီးတဲ့ battery ကိုထည့်နိုင်ဖဲတာပါဟုတ်ပြီဒီဖုန်းက battery တစ်ခုတည်းကိုပဲအဓိကထားပြီးတခြားအပိုင်းတွေကိုပစ်ထားတာမျိုးလားလုံးဝမဟုတ်ပါဘူးတခြားစွမ်းဆောင်ရည်ပိုင်းတွေမှာလည်းအောစရာကောင်းလာအောင်ပြည့်စုံနေတာကိုတွေ့ရမှာပါသူ့ရဲ့တခြား spec တွေကိုမြင်မြင်လေးကြည့်လိုက်ရအောင် processor က MediaTek Dimensity 8500 Elite ကြံခိုင်မှုက IP69K rating ဆိုတော့ဖျားမြတဲ့ရေအပူချိန်မြင့်တဲ့ရေရန်တောင်ခံနိုင်ပြီdisplay က679လက်မ 1.5K screen peak brightness က8000 nits တောင်ရှိတယ် ATW အားမြန်သွေးစနစ် OIS ပါတဲ့ 50MP camera နောက်ပြီးအတန်ထက်ကောင်းအထောက် speaker နှလုံးလဲပါသေးတယ်တော်တော်လေးကိုပြီးဆုံးပါတယ်နောက်တစ်ချက်ဂျားလဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် signal strength ပိုင်းဒီနေရာမှာတော့သူကနာမည်ကြီး flagship ဖုန်းတွေကိုသူတို့ရဲ့ကစားကွင်းမှာပဲတိုက်ကြိုက်ဆင်ခေါ်လိုက်တာပါစမ်းသပ်မှုကဒီလိုပါလိုင်းရန်ကြတတ်တဲ့မြေရော့ရထားလိုနေတာမျိုးမှာဗီဒီယိုကိုမပြတ်အောင်ကြည့်နိုင်မလားဆိုတာကိုစမ်းတာပါပြန်ဘက်ကဘာတူလဲဆိုတော့ iPhone 17 Pro Max ပါ network လည်းအတူတူပဲဒီစမ်းသပ်မှုမှာအဓိကကစားသမားကတော့ Honor ရဲ့ Reflex 6E antenna design ပါပဲရလက်ကတော့ရှင်းရှင်းလင်းလင်းပါပဲ25မိနစ်ကြာစီးနင်းစမ်းသပ်မှုတွင်မှာ Honor Power 2ကစုစုပေါင်း14စက္ကန့်ပဲကြန့်ကြာခဲ့တဲ့ iPhone 17 Pro Max ကတော့26စက္ကန့်အထိကြန့်ကြာခဲ့ပါတယ်ဒါကဘာကိုပြလဲဆိုတော့Honor ရဲ့ signal ကလိုင်းမကောင်းတဲ့နေရာတွေမှာတော့ပိုပြီးတည်ငြိမ်နေဆိုတာပါပဲအဲ့တော့အဓိကပြောချင်တဲ့ချက်ကဒါပါပဲဒီဖုန်းကဘက်ထရီတစ်ခုတည်းကိုပဲအားကိုးထားတာမဟုတ်ဘူးဘက်ထရီခံနိုင်ရဲ့ဖြင့်ဖုန်းတစ်လုံးရဲ့အဓိကအဆုံးဖြစ်တဲ့ယုံကြည်စိတ်ချရမှုအထူးသဖြင့်ဆက်သွယ်ရေးပိုင်းမှာပါထူးခြားနေတယ်ဆိုတာပါပဲ
ကဲအားလုံးကိုခြုံမြင်ကြည့်လိုက်ရင်ဒါက smartphone လောကရဲ့အနာဂတ်အတွက်ဘာကိုý味ရှိစေမလဲ smartphone လောကရဲ့နေပြတဲ့တစ်ခုဖြစ်လာနိုင်မလားစကြည့်ကြရအောင်ပါ အဓိကကတော့ဒါပါပဲမြတာရဲ့ကြံခိုင်းတယ်ဘက်ထရီတစ်ထက်အလွန်ရှိတယ်ဒီလိုဖုန်းမျိုးကိုအလဲလဲတန်းစားစင်းနှုံးနဲ့ရနိုင်အောင်လုပ်ပေးလိုက်တာပါဒါကဈေးကွက်အတွက်စံနှုန်းအသစ်တူဖြစ်လာနိုင်ပါတယ် နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုထားခဲ့ခြင်းပါတယ် smartphone ရဲ့ processor speed ကိုနည်းနည်းလေးပိုမြန်အောင်လုပ်တာတွေကင်မရာကိုနည်းနည်းလေးပိုကောင်းအောင်လုပ်တာတွေထက်တစ်နေ့လုံးနှစ်ရက်လုံးအားကိုမာကိုလုံးဝစိတ်ပူစရာမလိုတဲ့ battery ခဏရည်မျိုးကတကယ်တမ်းမှတုံးဆွဲသူတွေအတွက်ပိုပြီးအရေးကြီးတဲ့အရာတစ်ခုဖြစ်လာပြီလား